ဘာသမိုင်းကိုကြီးမားဆုံးပြောင်းလဲစေခဲ့တဲ့လက်နက်တစ်မျိုးရှိပါတယ်။အဲ့ဒါကတော့အနုမြူဘုံပဲဖြစ်ပါတယ်။ဒီလက်နက်ကိုဖန်တီးဖို့အတွက်တာမန်တစ်ခုကနေဘိုးတန်ပြီးအင်မတန်အနေကြီးရဲ့တွက်စင်တစ်ခုကိုထုတ်လုပ်ခဲ့ရတဲ့ရှုပ်ထွေးပွေလာတဲ့သိပ္ပံခီးစဉ်တစ်ခုလည်းရှိခဲ့ပါတယ်။အဲ့ဒါကတော့ယူရေနီယံ238ကနေပြီးတော့ပလူတိုနီယံ239ကိုဖန်တီးခြင်းပဲဖြစ်ပါတယ်။ဒီဖြစ်စဉ်ကြီးကိုဘယ်လိုဒီကောင်းတဲ့ဖော်ခဲ့ကြတယ်လဲဆိုတာကိုပြောခင်မှာအရင်ဦးဆုံးအနေနဲ့အတန်ရဲ့အကြောင်းခဏလောက်ကြည့်ကြအောင်ပါ။အတန်ဆိုတာဘာပါလဲ။အတန်ဆိုတာဒရက်စင်တစ်ခုရဲ့အသေးငယ်ဆုံးစိတ်ပိုင်းဖြစ်ပြီးတော့အဲ့ဒီဒရက်စင်ရဲ့ဓာတ်ဝိဒကွန်တိအားလုံးကိုထိန်းသိမ်းထားပါတယ်။အတန်တစ်ခုမှာနျူကလ িয়াস ဆိုတဲ့ဥလိုင်းတစ်ခုပါရှိပြီးတော့ဒီဘက်ဘက်လင်မှာအီလက်ထရွန်လို့ခေါ်တဲ့လျှက်စစ်မုန်တွေကလှက်ပတ်နေကြပါတယ်။နျူကလ িয়াস ဆိုတာအတန်ရဲ့အလယ်ဘိုးဖြစ်ပြီးတော့ပရိုတွန်လို့ခေါ်တဲ့လျှက်စစ်ဘိုးသက်ဆောင်တဲ့အမုန်တွေနဲ့နျူထရွန်လို့ခေါ်တဲ့လျှက်စစ်တက်မဲ့နေတဲ့အမုန်တွေပေါင်းဆက်တည်ရှိရနေရဖြစ်ပါတယ်။အတန်တစ်ခုရဲ့ဒုတွေအားလုံးဒီပါနျူကလ িয়াস မှာစုစည်းတည်ရှိနေပါတယ်။အဲ့ဒါဆိုလို့ရှိရင် atomic number ဆိုတာရောဘာပါလဲ atomic number ဆိုတာကတော့ atom တစ်လုံးမှာရှိတဲ့ proton ရေတွက်ကိုဆိုလိုတာဖြစ်ပါတယ် proton ရေတွက်ပြောင်းလဲသွားလို့ရှိရင် dressing ကလည်းပြောင်းလဲသွားတတ်ပါတယ် proton 6 လုံးရှိတဲ့ atom တစ်လုံးကို carbon လို့ခေါ်ပြီးတော့ proton 7 လုံးရှိတဲ့ atom တစ်လုံးကိုတော့ oxygen လို့ခေါ်ပါတယ်နောက်ထပ် isotope ဆိုတာရောဘယ်လိုမျိုးလဲ isotope ဆိုတာကတော့ proton ရေတွက်တူညီပြီးတော့ neutron ရေတွက်ကွဲပြားတဲ့တူညီရဲ့ dressing တစ်ခုရဲ့ atom တွေပဲဖြစ်ကြပါတယ်နမူနာအနေနဲ့ proton 6 လုံးပါဝင်တဲ့ကာဗွန်မှာဆိုလို့ရှိရင်ကာဗွန်12နဲ့ကာဗွန်14ဆိုပြီးတော့ isotope နှစ်ခုရှိပါတယ်ကာဗွန်12မှာရောကာဗွန်14မှာရောပါဝင်နေတဲ့ proton ရေတွက်က6 လုံးတူတူပဲဖြစ်ကြပေမဲ့ neutron ရေတွက်ကတော့ကွဲပြားနေပါတယ်ကာဗွန်12မှာပါဝင်နေတဲ့ neutron ရေတွက်က6 လုံးရှိပေမဲ့ကာဗွန်14မှာတော့ neutron ရေတွက်က8 လုံးပဲပါဝင်နေပါတယ်ဒီလို proton ရေတွက်တူညီပြီးတော့မှ neutron ရေတွက်ကွဲပြားနေတဲ့တူညီရဲ့တွက်စဉ်တစ်ခုရဲ့အတန်တွေကို isotope လို့ခေါ်ကြပါတယ်အတန်တွေအကြောင်းကိုပြောခဲ့ကြပြီးတဲ့နောက်မှာတော့ uranium 238ကနေပြီးတော့မှ plutonium 239ကိုဖန်တီးခဲ့တဲ့ဇလန်းစီကိုပြန်ဆက်ကြအောင်ပါတဘာဝ uranium isotope နှမျိုးနဲ့ပေါင်းဆက်နေပါတယ်အနုမြူကွဲဖို့လွယ်ကူတဲ့ uranium 235က 0.7 လောက်ပဲပါဝင်ပြီးတော့ကျန်တဲ့99%ကျော်ကတော့ uranium 238ပဲဖြစ်ပါတယ်ဘုံလို့ဖို့အတွက် uranium 235ကိုတည်တံ့ခွဲထုတ်နိုင်ပေမဲ့ plutonium ကိုဖန်တီးခြင်းကတော့ခြားရွေးချယ်စရာတစ်ခုဖြစ်လာခဲ့ပါတယ်uranium 238ကို plutonium ဖြစ်ပြောင်းလဲဖို့အတွက်နျူကလ িয়াস တပေါင်းဖို့လိုအပ်ပါတယ်။တပေါင်းဖို့ထဲမှာ uranium လောင်စာတောင်းတွေကိုထည့်သွင်းပါတယ်။ uranium 235တွေဟာ neutron တွေနဲ့ထိမှန်ပြီးကွက်ထွက်တဲ့အခါမှာပိုရှန်နေတဲ့ neutron တွေကိုထုတ်လွှတ်ပါတယ်။ဒီဖြစ်စဉ်ကို nuclear ကွင်းဆက်တုံ့ပြန်မှု nuclear chain reaction လို့လည်းခေါ်ပါတယ်။ဒီနေရာမှာအဓိကဖြစ်စဉ်စတင်ပါတယ်။လင်းပြန်နေတဲ့ဒီ neutron ချို့ဟာအနုမြူကွဲဖို့မလွယ်တဲ့ uranium 238အတန်ရဲ့ nucleus တွေကိုဝင်ရောက်ဆုပ်ယူခံလိုက်ရပါတယ်။ uranium 238က neutron တစ်ခုကိုစုပ်ပြီးတော့ယူလိုက်တဲ့အခါမှာမတည်ငြိမ်တဲ့ uranium 239အဖြစ်ကိုချက်ချင်းပြောင်းလဲသွားပါတယ်။ uranium 239ကလည်းဆက်ပြီးတော့လင်းလင်းမြန်မြန်နဲ့ပဲဘီတာပြိုကွဲမှုနှစ်ကြိမ်ဖြစ်ပေါ်ပါတယ်။တနည်းအားဖြင့်၎င်းရဲ့ nucleus တွေကနေပြီးတော့ neutron နှလုံးဟာ electron တွေကိုထုတ်လွှတ်ပြီးတော့မှ proton အဖြစ်ကိုဆင်းဆင်းပြောင်းလဲသွားတာပဲဖြစ်ပါတယ်။ပထမပြိုကွဲမှုကတပေါင်းပူထဲမှာတက်တန်းတူတဲ့ neptunium 239ကိုဖြစ်ပေါ်စေပြီးတော့ဒုတိယပြုတ်ကွဲမှုကတော့ကျွန်တော်တို့လိုချင်တဲ့ plutonium 239ကိုဖန်တီးပြလိုက်ပါတယ်။တပေါင်းမူထဲမှာခဏတာထားရှိပြီးတဲ့နောက်မှာတော့လောင်စာတောင်းတွေထဲမှာ plutonium 239ရဲ့ကျန်ရှိနေသေးတဲ့ uranium ရဲ့အခြားတိုက်အောင်တဲ့အမိုက်တွေပါဝင်လာပါတယ်။ plutonium ကိုဘုံလုပ်ဖို့အတွက်အသုံးပြုနိုင်ဖို့အတွက်အဲ့ဒီပစ္စည်းတွေအားလုံးကနေပြီးတော့တန့်စင်အောင်ဓာတုနည်းနဲ့ခွဲထုတ်ပေးဖို့အတွက်လိုအပ်ပါတယ်။ဒီလိုဓာတုခွဲထုတ်ခြင်းလုပ်ငန်းကို plutonium uranium reduction extraction လို့မျိုးရှုပ်ထွေးတဲ့ဓာတုလုပ်ငန်းစဉ်ကြီးနဲ့လုပ်ဆောင်ရပါတယ်။အဲ့လိုခွဲထုတ်ပြီးမှသာအနုမြူဘုံတို့အသုံးပြုနိုင်မယ်တန့်စင်တဲ့ plutonium 239သတ္တုကိုရရှိသွားမှာပဲဖြစ်ပါတယ်။